ခုကတော့ကားသွားမောင်းမယ်ရောက်သွားပြီကားရောက်မလို့ပဲနဲ့ရမ်းရှောက်နေရတဲ့အဖွက်ကပါခုကတော့ကားသွားမောင်းမယ်ရောက်မလို့ပဲနဲ့ရှောက်နေတဲ့ဖွဲ့ပါရမ်းရှောက်တဲ့အဖွဲကပါဟောတွေ့ပါပြီဗျာဒါတော့ကြောက်ပါပြီဖုန်းထောင်လိုက်ပါဦးမယ်နော်ဒီမျိုးကားကြီးတစ်စီးရောက်ပိုင်ရရင်အရန်ကောင်းပါပဲစိုးတာဈေးကြီးတယ်ဖုန်းငြိမ်မနေပြန်ချင်တဲ့ရောက်တဲ့တော့ဖုန်းနဲ့ပါတော့ရှုကင်းကြငါတို့မြန်မာနိုင်ငံကြီးဒါမျိုးဖြစ်သွားရင်ရမ်းကောင်းပါပဲအေးချမ်းချမ်းလမ်းစီရတွေပါပဲလမ်းစီရတွေပါပဲလမ်းစီရတွေပါပဲကြီးကန်းနေပါနေစားနေအောင်ဒီကြီးကန်း